American မှာစံချိန်တွေထပ်တင်လိုက်ပြန်တဲ့ Blackpink ဟာသူတို့ရဲ့ album သစ် Deadline နဲ့အတူကမ္ဘာအကြီးကျယ်ဆုံးဂီတာဇာတ်တွေဖြစ်တဲ့ American Billboard နဲ့ပြည်တွင် Official Chart တွေမှာစံချိန်သစ်တွေဇက်တိုက်တင်နေပါတယ်။ YG Entertainment ရဲ့ဒီနေ့မတ်လ17ရက်ထုတ်ပြန်ချက်အရ album ရဲ့ခေါင်းကြီးပိုင်းသချင်း9ဟာ Billboard Hot 100 ဇယားမှာအဆင့်63ချိတ်ခဲ့ပြီးဒါဟာ Blackpink အတွက်17ကြိမ်မြောက်ဇယားဝင်နိုင်ခဲ့တာဖြစ်လို့ K-pop အမျိုးသမီးနုပညာရှင်တွေထဲမှာအကြိမ်ရေအများဆုံးစံချိန်ကိုပိုင်ဆိုင်သွားတာပါ။ဒီတိနိုင်ငံရဲ့ Official Single Top 100မှာလည်းအဆင့်44 Album Top 100မှာအဆင့်17အထိချိတ်ခဲ့ပြီး K-pop အမျိုးသမီးအဖွဲ့တစ်ဖွဲ့အနေနဲ့ဒီတိမ်ဆရာမှာအကြိမ်ရေအများဆုံးဝင်ရောက်နိုင်တဲ့မှတ်တမ်းကိုလည်းထပ်မံရယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့လ29ရက်နေ့ကထွက်ရှိခဲ့တဲ့ဒီ album ကို Rolling Stone ကသူတို့ရဲ့ရွှေရောင်နေ့ရက်တွေစီပြန်ရောက်လာပြီလို့ချီးကျူးခဲ့တယ်လို့ Billboard ကလည်းကိုတချင်းဟာ Blackpink ရဲ့ပုံရိပ်ကိုအစစ်မှန်ဆုံးကိုစားပြုတဲ့လက်ရာတစ်ခုဖြစ်တယ်လို့အမုန်းထင်ခဲ့ကြပါတယ်။33နှစ်ပြည့်မွေးနေ့မှာလည်းအလွဲလေးတွေလုတ်ခဲ့တဲ့ရှုကာဟာမတ်လ9ရက်နေ့မှာကြာရောက်တဲ့သူ့ရဲ့33နှစ်ပြည့်မွေးနေ့ကို Reverse Live ကတဆင့်ပရိသတ်တွေနဲ့အတူဆင်နွှဲခဲ့ပါတယ်။အဲဒီ live လွှင့်နေစဉ်မှာပဲရှုကာတယောက်အံ့အားသင့်သွားရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခင်ရတာပါ။အကြောင်းကတော့ Weverse ရဲ့စနစ်သစ်အရကြော်ညာမပါဘဲကြည့်ရှုဖို့ဒါမှမဟုတ်ဘာသာပြန်စနစ်ကိုသုံးနိုင်ဖို့အတွက် Digital Membership ငွေပေးသွင်းရန်လိုအပ်တာကိုရှုကာကိုယ်တိုင်မသိရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။သူကိုယ်တိုင်လိုက်လွှင့်နေရင်နဲ့ကြော်ညာတွေတက်လာတာကိုမြင်လိုက်ရတဲ့အခါ live ကြည့်နေရင်ကြော်ညာတက်လာတယ်ဆိုပြီးမျက်လုံးလေးအဝိုင်းသားနဲ့အံ့ဩသွားခဲ့တာပါ။ဒါပြင်သူကဘာသာပြန်စာရန်တွေရနေပြီလို့ထင်မှတ်ထားခဲ့ပေမယ့်တကယ်တမ်းမှာတော့10မိနစ်စာအခမဲ့စမ်းသပ်မှုဆိုရင်စာရန်ကိုမဖတ်မိပဲဖြစ်နေကြတာပါ။ဒီဖြစ်ပျက်ကိုပရိသတ်တွေက broke billionaires ပတ်စံရှိပေမဲ့အခမဲ့ပဲသုံးတဲ့ဘီလီယံနာများဆိုပြီးချစ်စနိုးနဲ့နောက်ပြောင်နေကြပါတယ်။ Hype ကုမ္ပဏီမှာဆုရှင်ရရှင်တူဖြစ်ပေမဲ့လည်းကိုပလက်ဖောင်းကိုကိုရိုင်း membership မွေးထားတဲ့ရှုကားရဲ့ရိုးသားတဲ့ပုံစံလေးကပရိသတ်တွေကြားမှာအတော်လေးရှေ့ပန်းစားနေပါတယ်။